ကျွန်တော်တို့ချိန်မှာအသစ်ထွက်ရှိလာတဲ့ Galaxy 2D POS လေးနဲ့ကျွန်တော်မိတ်ဆက်ပေးမှာပေါ့နော်ဒီကောင်လေးကဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးတစ်ချက်ဆုံးအောင်တော့ကြည့်ပြီနော်ဟုတ်ပြီအရင်ဆုံး software ကိုတောင်းတော့မယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့ setting ထဲကိုချက်ဝင်ကြည့်လိုက်မယ်ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရောင်းနေရှိတယ်ဗျရောင်းချိန်မှာကိုကမနက်နဲ့ညနေပဲကိုကပေးထားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်တခြားအချိန်တွေလည်းကျွန်တော်တို့ထည့်လို့ရတယ်ပေါ့နော်ဒူဘိုင်းတို့ဘာလို့လိုမျိုးလည်းထည့်လို့ရတယ်ထားပါတော့ကျွန်တော်ကတော့မနေ့နဲ့ညနေသမားတယောက်အနေနဲ့ကျွန်တော်တို့ပြောပြပေးမယ်ပေါ့နော်ပြီးတော့ commission ကကိုယ့်ရဲ့ကျွန်ွက်တွေတင်တဲ့ဒိုင်ယာကိုပေးတဲ့အစကျွန်တော်ထည့်ပေးမှာပေါ့နော်ပြီးတော့ရင်သူရော်တဲ့အစကိုလည်းထည့်ပေးမယ်ပေါ့နော်ပြီးရင် fake ခလုတ်လေးကိုနှိပ်လိုက်ပြီးတော့ရင်အောက်ကအပြောင်ပေါင်းခလုတ်လေးမှာပဲတစ်ချက်ညနေဆိုပြီးတော့ထည့်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင် software က auto chain ပေးတော့မှာဖြစ်ပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အစတွေထည့်မယ်ဟုတ်ပြီထည့်ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဒီအပြည့်အားဆိုတာဘာလဲဆိုလို့ရှိရင်ဒီအပြည့်အားလေးကိုကျွန်တော်တို့ကပိတ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က25အား900ဆိုလို့ရှိရင် software ထဲကိုဝင်သွားမဲ့ငွေပမာဏက25 900 5နဲ့900ဆိုပြီးတော့ကျွန်တော်တို့ software ထဲကိုဝင်သွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခလုတ်လေးကိုဖွင့်ကြည့်လိုက်မယ်ဖွင့်လိုက်လို့တဝက်အားဆိုပြီးပေါ်လာတယ်ပေါ်လာတဲ့ဟာဘာလဲဆိုလို့ရှိရင်ဒီတိုင်းလေးထားပြီးတော့ software ထဲမှာကဏ္ဍရိုက်မယ်ဆိုရင်ဒေတာသွင်းမယ်ဆိုရင်ပေါ့နော်အဲ့ကောင်လေးကကြတော့ကျွန်တော်တို့25အား900ဆိုလို့ရှိရင်ကျွန်တော်တို့က25 250 5250ဆိုပြီးကျွန်တော်တို့ထည့်ပေးတော့မှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကအပြည့်အားပဲကျွန်တော်တို့သုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဝက်အားကိုပိတ်လိုက်မယ်နော်ပြီးရင်ဒါပိတ်ကဏ္ဍထည့်ရင်ပိတ်ကဏ္ဍထည့်ရင်အောက်မှာအပေါင်းလက္ခဏာလေးကိုချက်နေလိုက်မယ်ပြီးရင်ကျွန်တော်တို့ပိတ်ချင်တဲ့ကဏ္ဍတွေကိုကျွန်တော်တို့ထည့်ပေးသွားရုံပဲပေါ့နော်အပေါင်းခလုတ်လေးနဲ့နေပြီးတော့ကျွန်တော်တို့ကထည့်ပေးသွားရုံပဲဖြစ်ပါတယ်နော်ဟုတ်ပြီပြီးတော့ဒါထွက်ကဏ္ဍထည့်ရထွက်ကဏ္ဍကကျတော့ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့မထည့်ပြသေးဘူးပေါ့နော်ပြီးတော့ဘောင်ချပြင်ဖြတ်မှတ်တမ်းဘောင်ချပြင်ဖြတ်မှတ်တမ်းကကျတော့ကျွန်တော်တို့ကဘောင်ချပြင်ထားတာတွေဖြတ်ထားတာတွေကိုကျွန်တော်တို့ကကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီပြီးသွားလို့ရှိရင် copy and paste manage ဆိုတာကျွန်တော်တို့ copy ကူးထည့်လို့မရတဲ့ပုံစံတွေကိုကျွန်တော်တို့ကပြီးရပြန်ပြီးတော့ manage လုပ်တဲ့နေရာပေါ့နော်ဟုတ်ပြီဒါကကျတော့ကျွန်တော်ဗီဒီယိုသက်သက်လုပ်ပြီးပါမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က commission တွေကိုကျွန်တော်တို့ကအရင်ဝင်မယ်ကော်သားတွေဖွင့်မယ်ပေါ့နော်အောက်ကနေအောင်ပေါင်းခလို့တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ဒီအမည်နေရာမှာကိုယ့်ရဲ့ကော်အကောင့်နာမည်ထည့်ပေးလိုက်ပေါ့နော်သူ့ပေးတဲ့ကော် commission 9ရယ်ပြီးတော့ကျွန်တော်တို့ကသူ့ရဲ့ထိုးသားတွေကိုယော်တဲ့ယော်သားပေါ့နော်ပြီးတော့ break ကသူ့ရဲ့ break ပေါ့နော်သူ့ကိုဘယ်လောက် break သတ်မှတ်မလဲဒီ amount ထက်ကျော်သွားလို့ရှိရင်ကဏ္ဍတစ်ခွက်ကိုဒီ amount ထက်ကျော်သွားလို့ရှိရင်ထားပါတော့3000သတ်မှတ်လိုက်တယ်ပေါ့ဗျာ3000ထက်ကျော်သွားလို့ရှိရင်လက်မခံတော့ဘူးအဲ့လိုမျိုးပေါ့နော်ပြီးရင်ထည့်မိဒါဆိုလို့ရှိရင် commission တအုပ်ဖွင့်ပြီးသွားပြီပေါ့နော်commission တွေကျန်တဲ့ commission တွေကိုလည်းအဲ့လိုပဲထည့်ပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီအနီရောင်ပေါင်းခလို့လေးဖွင့်ပြီးကျွန်တော်တို့ကထည့်ပေးသွားမှာဖြစ်တယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်3ကျွန်တော်ဖွင့်ပေးလိုက်ပြီပေါ့နော်ဒါဇက်တိုက်ဖွင့်သွားလို့ရတယ်နော်ဒီကျွန်တော်တို့ကဒီနေရာမှာတခုပြောချင်တာကဒီအပေါ်ကဒိတ်လေးကိုတစ်ချက်ကြည့်ပြီးတော့မနက်ဈေးနှဲကိုထဲမှာဖြစ်တဲ့ကြောင့်မနက်ကိုပဲရွေးထားနော်ညနေစင်းအကယ်၍ကိုကညနေစင်းနဲ့ထဲမှာဆိုလို့ရှိရင်ညနေကိုရွေးလိုက်နော်ဟုတ်ပြီအဲ့ဒါလေးတော့တစ်ချက်ဟွာလုပ်ပေးနော်သတိထားပေးနော်မနက်ဈေးနှဲထဲမှာဖြစ်တဲ့ကြောင့်မနက်ကိုရွေးလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့က commission နဲ့ဝင်မယ်ခဏနေထဲမယ်ပေါ့နော်တစ်ထိတ်ကို9000ဒီကောင်ကပိတ်ကဏ္ဍဖြစ်နေပါသည်ပေါ့နော်ယူမလားမယူဘူးလားယူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကယူပါမယ်ကိုနှိပ်လိုက်လို့ရှိရင်ဒီကဏ္ဍတွေက software ထဲဝင်သွားမှာဖြစ်တယ်ပေါ့နော်မယူဘူးဆိုလို့ရှိရင်ဒီကဏ္ဍနှစ်ကွက်ကလွယ်ပြီးကျန်တဲ့ကဏ္ဍတွေအကုန်ဝင်သွားမှာပေါ့နော်ဟုတ်ပြီမယူပါဘူးကျွန်တော်နှိပ်လိုက်မယ်နော်အဲ့တော့မယူဘူးဆိုတဲ့အတွက်ကြောင့်မလို့အဲ့နှစ်ကွက်ကတော့ပါလာမှာမဟုတ်ဘူးနော်တစ်ထိတ်9000ပါဟုတ်ပြီကျွန်တော်တို့ခွေမယ်ပေါ့နော်ခဏန်း9လုံးခွေတို့ပါတို့ခွေမယ်ခွေမယ်ဆိုလို့ရှိရင်ခွေကိုရင်ကျွန်တော်တို့နှိပ်လိုက်နော်ခဏန်းနေမထဲနဲ့အောင်ပြီးရင်ခွေကိုနှိပ်ပြီးဆိုမှကျွန်တော်တို့1 3 5 9ထားပါတော့ခဏန်း9လုံးခွေပေါ့နော်ပြီးတော့ကျွန်တော်တို့ကငွေမောင်းအကွက်လေးမှာတစ်ချက်နှိပ်ပြီးတော့9000ဟုတ်ပြီနော်
ဒါဆိုလို့ရှိရင်အစင်ကအကုန်ထည့်ပြီးသွားပြီဖြစ်ပါတယ်နော်ဟုတ်ပြီပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီ question mark လေးရှိရပေါ့နော်အပေါ်က question mark လေးကျွန်တော်တစ်ချက်နှိပ်ပြမယ် question mark လေးကကျတော့ကျွန်တော်တို့ copy လမ်းညွန်ပေါ့နော် copy ယူလို့ရတဲ့ပုံစံကဘယ်လိုပုံစံနေဒီမှာကျွန်တော်ပြပေးထားရပေါ့နော်ဟုတ်ပြီဒီလိုပုံစံနေပေါ့နော်ဒါကကျတော့ copy ယူလို့မရတဲ့ပုံစံနေပေါ့နော်အဲ့လိုပုံစံတွေကိုကျွန်တော်တို့က copy manage ထဲမှာကျွန်တော်တို့ကထားပါတော့အစားထိုးလို့ရတဲ့ဟာရှိရပေါ့နော် copy manage ကကဲအဲ့ဒါကျွန်တော်ပြပြမယ်ပြီးရင်ကျွန်တော်တို့ကကဏ္ဍတွေသွင်းပြီးဖြစ်တဲ့အတွက်လေဂျာကျွန်တော်တို့သွားကြည့်နော်လေဂျာမှာကျွန်တော်တို့ကဒီတစ်ဆောင်လုံးကို copy ယူလို့ရတယ်ပြီးရင်ကျွန်တော်တို့ကဒီ AZ လေးကိုနှိပ်လို့ရှိရင်ကျွန်တော်တို့ကအစင်လိုက်ပေါ့နော်အစင်လိုက်ပြပေးတော့ဖြစ်တယ်ပြီးသွားလို့ရှိရင်ဒီနောက်ထပ် AZ ကိုတစ်ချက်ထပ်နှိပ်လိုက်လို့ရှိရင်ငွေမောင်းကဏ္ဍတွေကအများဆုံးကငွေမောင်းအများဆုံးကဏ္ဍတွေကအပေါ်ဆုံးမှာပြပေးတယ်ပေါ့နော်ဟုတ်ပြီဒီမှာဖလားပုံလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဖလားပုံလေးဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကနိုင်ရှုံးခံမှန်းနေပါတယ်ပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်ပြန်ထွက်လိုက်ပြီးရင်ကိုရှာခြင်းနဲ့ကဏ္ဍပေါ့နော်ဆိုကြပါစို့တစ်ခွန်ပေါ့နော်တစ်ခွန်ရိုက်လိုက်လို့ရှိရင်ဒီမှာဘယ်လောက်ဖိုးလဲပေါ့နော်တစ်ခွန်စုစုပေါင်းပေါ့နော်ဒါ total လေကြာကြီးတဲ့ပုံစံကိုကျွန်တော်ပြောပေးတာဖြစ်တယ်နော်ဘယ်သူချီမှာပါလဲအဲ့ဒါကျွန်တော်တို့ကြည့်လို့ရတယ်ဒီမှာပေါ့နော်တစ်ခွန်ကျွန်တော်တို့ထောက်လိုက်လို့ရှိရင်ဒီမှာကိုဆိုတဲ့ကော်သမားကနေပြီးတော့1000မိုးပါတာဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံလေးကျွန်တော်တို့ကြည့်လို့ရအောင်လုပ်ပေးထားတယ်နော်ပြီးရင်ကျွန်တော်တို့က break ဟုတ်ပြီခဏနေတင်ပြီးသွားပြီဆိုကျွန်တော်တို့ break ဖြတ်မယ်ပေါ့နော် break ဖြတ်တော့မယ်ကျွန်တော်တို့ break ကဘယ်လောက် break ဖြတ်မလဲဆိုလို့ရှိရင်တဲ့2000 break လောက်ဖြတ်လိုက်နော်ဒါမှမဟုတ်3000 break လောက်ဖြတ်လိုက်မယ်နော်3000 break ဆိုလို့ရှိရင်ဒါကျွန်တော်တို့အဆင်ပြေမယ်နော်ဟုတ်ပြီဘယ်ဘက်ကဟာကြောကျွန်တော်တို့စားတဲ့ဟာပေါ့နော်ညာဘက်ကဟာကြောကျွန်တော်တို့အထက်တိုင်အောင်တင်ရမယ်ဟာပေါ့နော်ဒီညာဘက်ကဟာတွေကိုတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဦးဆုံးတင်ခွက်ကိုကျွန်တော်တို့နှိပ်လို့မရအောင်နော်အဲ့ဒါဆိုဒိုင်ကောက်မရှိသေးပါပဲပြမယ်နော်အဲ့တော့ကျွန်တော်တို့ကအပေါ်က setting ပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒိုင် ID ပေါ့နော်ကိုတင်မဲ့ဒိုင်ပေါ့နော်ဒိုင်ရဲ့နာမည်ကိုရေးလိုက်ပေါ့နော်ဦးပေါ့ဦးရယ်ပြီးတော့သူက commission ကကိုယ့်ကိုပေးတဲ့ commission ကဘယ်လောက်လဲဆိုလို့ရှိရင်ကျွန်တော်35ပေါ့နော်ကိုယ်ပြန်ရောပေးမှအစားက80ပြီးတော့ထည့်မြုံနှိပ်လိုက်ပေါ့နော်ဒါကဒိုင်1ရောက်ပေါ့နော်ကိုကတခြားဒိုင်ရှိသေးတယ်တခြားဒိုင်မှာခွဲတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စင်းတစ်ခါသွင်းထားလိုက်ပေါ့နော်ဒီမှာကျတော့မောင်မျိုးပေါ့နော်မောင်မျိုးပြီးတော့သူပေးတဲ့ commission ကကို35ပေးတယ်ရော်တဲ့သား80ပေါ့နော်ဟုတ်ပြီပြီးရင်ထည့်လိုက်ပါနော်နှစ်ဦးလေးပြထားလို့3 4 5ဦးလေးရတယ်နော်အများကြီးပဲကျွန်တော်တို့ထည့်လို့ရတယ်ဟုတ်ပြီပြီးတော့လို့ရှိရင်ဒီကျွန်တော်တို့ခုန break ဖြတ်ထားတဲ့3000 break ဖြတ်ထားတဲ့ဟာကိုတင်မယ်ဆိုတော့မနှိပ်လိုက်ဟုတ်ပြီအဲ့မှာကိုထည့်ထားတဲ့ဒိုင်နှစ်ဦးပေါ်လာပြီဘယ်ရှိမှတင်မလဲပေါ့နော်ဒိုင်ရွေးခိုင်းနေပြီအဲ့တော့ကျွန်တော်မောင်မျိုးရှိမှပဲတင်လိုက်မှာဗျာဒီမှာမောင်မျိုးရှိမှတင်မလားတဲ့တင်မသေးကြလားတင်မသေးကြတယ်ဆိုလို့ရှိရင်ကွန်ဖန်းကိုကျွန်တော်နှိပ်လိုက်ပေါ့နော်ဟုတ်ပြီကွန်ဖန်းနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုလေးရောက်သွားမယ်ပေါ့နော်တင်ကွက်များဆိုတဲ့ဟာကိုကျွန်တော်ချက်နှိပ်ကြည့်မယ်ဒီမှာပေါ့နော်ဒါသူ့ကိုတင်လိုက်တဲ့ဟာပေါ့ဒီတစ်ဆောင်လုံးကို copy ကူးပြီးတော့မောင်မျိုးကိုကျွန်တော်တို့ပို့ပေးလိုက်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့အထက်တိုင်ဖြစ်တဲ့မောင်မျိုးကိုကျွန်တော်တို့ပို့ပေးလိုက်လို့ရတယ်ဒီမှာပေါ့နော်ဒီမနက်ပေါ့နော်စုပေါင်းကကျွန်တော်တို့ပါပြီးသားဖြစ်တယ်ပေါ့နော်ဟုတ်ပြီပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီဟာကိုမားတင်ဒိုင်မားတင်မိလိုက်တယ်ဗျာမားတင်မိလိုက်တယ်ဆိုပါတော့နိုင်မယ်မားတင်မိလိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဇင်းကိုပြတ်အောင်ဖြတ်လိုက်ဖြတ်မိကိုနှိပ်လိုက်နော်အဲ့ဒါဆိုရင်လုံးဝပြတ်သွားပြီနော်ပြတ်သွားပြီဆိုဒီမှာငွေမောက်နေပြန်ဝင်လာပြီနော်ပြန်ဝင်လာပြီဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတင်မယ်ကိုထပ်နှိပ်ပြီးတော့ကျွန်တော်ဥမှတင်ဒါဆိုလို့ရှိရင်ဥဒိုင်နာမည်ဥပေါ့နော်အဲ့ရှိမှတင်မှာဖြစ်တဲ့ကြောင့် confirm ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ဥရဲကိုဝင်တင်ပြီးသွားပြီပေါ့နော်ပြီးတော့တင်ခွက်ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီ copy ခလုတ်လေးကိုနှိပ်ပြီးတော့ဦးဆိုတဲ့ဒိုင်ကိုပြန်ပြီးတော့ပို့ပေးလိုက်ပေါ့နော် break ဖြတ်တာကတော့ဒီလိုပုံစံလေးပါပဲနော်ပြီးတော့ကျွန်တော်တို့က break အရှုံးမြတ်ဆိုတာရှိတယ် break အရှုံးမြတ်ကကျွန်တော်ဖလားပုံလေးတစ်ချက်နှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ကိုဖြတ်ထားတဲ့ break တွေပေါ့နော်ဘယ်လောက်
ဒါကြောင့်ကျွန်တော်ကဟိုငွေမောက်နဲဟိုပါပေါ့နော်ကနန်းနဲလို့ငွေမောက်များပြီးကနန်းနဲလို့ကျွန်တော်အရှုံးနေရွယ်ပြတကယ်လို့မိတ်ဆွေတို့ဟိုဟာလုပ်တယ်ဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့အရှုံးနိုင်ကကျွန်တော်တို့သေချာလေးပြပေးရနော်လုပ်ငန်းလုပ်တဲ့အခါမျိုးဆိုရင်တော့အရှုံးနိုင်သေချာပြပေးပါနော်ပြီးရင်ကျွန်တော်တို့ထွက်လိုက်ပြန်ဒါကြောင့် break ဖြတ်တဲ့အပိုင်းပြီးတော့ဒီမှာရက်ချုပ်ဒါကြောင့်ရက်ချုပ်ပေါ့နော်ဒါရမိတ်ဆွေတို့သိပါတယ်မနေ့ရွေးထားရင်မနေ့ညနေရွေးထားရင်ညနေ overall ပေါ့နော်အားလုံးရွေးထားမယ်ဆိုလို့ရှိရင်မနေ့ညနေစုစုပေါင်းဆိုလို့ရှိရင်ဘယ်လောက်ဆိုရင်ဒါရက်ချုပ်ပေါ့နော်ဒါရက်ချုပ်ပြီးတော့အပတ်ချုပ်တရက်လုံးသာခုနဟာကျွန်တော်တို့ရက်ချုပ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့တရက်လုံးသာမနေ့စင်းလည်းကြည့်လို့ရတယ်ညနေစင်းလည်းကြည့်လို့ရတယ်ပြီးတော့အော်ကိုရွေးထားလို့ရှိရင်မနေ့နဲ့ညနေနဲ့total စုစုပေါင်းပေးသွားတယ်ပေါ့နော်စင်းကိုနော်အဲ့ဒါရက်ချုပ်ဒီအပတ်ချုပ်ကကြတော့ကျွန်တော်တို့ဒီမှာ break တွေကအစပါတယ်ပေါ့နော် break တွေကအစကျွန်တော်တို့ပါတယ်ဒီမှာကျွန်တော်တို့က28ရက်နေ့မှာပဲကျွန်တော်တို့ကဏ္ဍထည့်ထားဖြစ်တဲ့အတွက်ကြောင့်28ရက်နေ့ break တွေပဲကျွန်တော်တို့ကထည့်ပေးထားတာနော်ဒီမှာရောင်ကြီးကအစပြီးတော့အရှုံးမြတ်ကအစကျွန်တော်တို့ပြပေးထားတယ် break ကအစကျွန်တော်တို့ပြပေးထားတယ်နော်ဒီမှာနော်တပတ်စာအရှုံးမြတ်အဲ့ဒီကအစကျွန်တော်ကြည့်လို့ရတယ်ဟုတ်ပြီကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်ပေါက်ပြီးသွားထည့်တော့မယ်ပဲဟာနော်ထွက်ခဏထည့်လိုက်တော့ရှေ့ရမနက်ဟုတ်ပြီမနက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီကောင်ကိုပေါက်သီးကို1-3ထည့်လိုက်မယ်နော် save နေလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါပေါက်သီးထည့်ပြီးသွားပြီဖြစ်တယ်ပေါ့နော်ဟုတ်ပြီပြီးသွားရင်ကျွန်တော်တို့ကစင်ရင်းနဲ့သွားကြည့်ဒါမှတော့ဒါဆိုလို့ရှိရင်ကနန်းထည့်ပြီးသွားပြီဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီမှာကိုမှာဘယ်လောက်ဟုတ်ပါတယ်မောင်မောင်မှာဘယ်လောက်ဟုတ်ပါတယ်ဘယ်လောက်ရှုံးတယ်ပြီးသွားလို့ရှိရင်ဒီမှာမျိုးမှာကျတော့ဘယ်လောက်ဟုတ်ပါတယ်ဘယ်လောက်ရှုံးတယ်ပေါ့နော်စသဖြင့်ကျွန်တော်တို့ပေါက်ကနန်းပါတာတွေမပါတာတွေကအစကျွန်တော်တို့ခွဲပြီးတွက်ပေးသွားဖြစ်တယ်ပေါ့နော်ဒီစီးရင်တစ်ခုစီကိုလည်းသူတို့နဲ့သက်ဆိုင်တဲ့သူကိုပေါ့နော်မောင်မောင်ဆိုလို့ရှိရင်မောင်မောင်ရဲ့စင်းရုံယူပြီးတော့မောင်မောင်ကိုဒီလိုမျိုးပို့လိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေပို့ပေးလိုက်လို့ရတယ်ဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင် software အသုံးပြုပုံငါတော့ဒါဆိုလို့ရှိရင်ပြီးသလောက်ဖြစ်သွားပြီနော် copy ကူးထည့်လို့ရတဲ့ပုံစံတွေကကျွန်တော်ဒီပြန်ပြပေးသွားတာဖြစ်လို့ဒီဗီဒီယိုထဲမှာတော့ copy ကူးထည့်တဲ့ပုံစံတော့မပါဘူးတီးသန့်ဗီဒီယိုလေးလုပ်ပေးထားရရှိပါတယ်နော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ